I'm Pomia. Today I'm going to teach you how to do transferring. This is the mat. Can you say mat? Mat. This is the tree. Can you say tree? Tree. This is the bowl with Legos. Lego. This is the plate. These are turns. Watch me first. You will have your turn after this. Look at me. It's your turn. Now you have learned how to transfer Legos from one bowl to a plate. You can use it and take it whenever you want. Can you please put it back? Tomorrow ခုနကလုပ်ပြခဲ့တဲ့ activity လေးကတော့ transferring လို့ခေါ်ပါတယ်။ဒီ transferring ကကျွန်တော် practical life exercise ထဲမှာပါဝင်တဲ့ activity လေးတစ်ခုပဲဖြစ်ပါတယ်။ transferring လုပ်ခြင်းအပြင်ကလေးမှာဘာအကျိုးကျေးဇူးရရှိမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပထမအဆုံး transferring လုပ်တဲ့အခါမှာဒီ tones လေးတွေကိုသုံးတယ်ပေါ့နော်။ဒီ tones လေးတွေကိုကိုင်တဲ့အခါမှာသူတို့ကဒီလက်မလက်ညှိုးလက်ခက်လဲပေါ့နော်။ဒီ pencil graphs လို့ခေါ်တဲ့ဒီစာရေးတဲ့အခါမှာအသုံးပြုတဲ့လက်ချောင်းတွေကိုအသုံးပြုတဲ့အတွက်ကြောင့်မို့လို့သူတို့ဒီ fine motor skills ကိုကောင်းစေတယ်သူတို့ရဲ့လက်ချောင်းတွေကိုတတ်ပါတယ်ဒါကစာရေးဖို့အတွက် ready ပဲလုပ်ပေးတာပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့ဒီကလေးကပစ္စည်းတွေကိုကျွန်တော်တို့ယူတဲ့အခါမှာ left to right သွားတယ်ပေါ့နော် left to right top to bottom သွားလိုက်စေခြင်းအပြင်ကျွန်မအရင်တုန်းကဗီဒီယိုတွေမှာပြောခဲ့ဘူးလို့ပဲဒါတွေကသူတို့ရဲ့ဒီစာရေးတဲ့အခါမှာစာဖတ်တဲ့အခါမှာဘယ်ဘက်ကနေညာဘက်ကိုသွားရဲဆိုတဲ့ flow ကိုသင်ပေးရဖြစ်ပါတယ်။ပြီးတဲ့အခါမှာတော့ဒီမှာဆိုလို့ရှိရင်ကျွန်မဒီအယောင်3ယောင်သုံးထားတယ်ပေါ့နော်။ဒီအစိမ်းရယ်ပန်းရောင်ရယ်ခရမ်းရောင်ရယ်သုံးထားတယ်ပေါ့။အဲ့မှာပြီးလို့ရှိရင်သူ့ရဲ့တူညီတဲ့နေရာတွေကိုထည့်တဲ့အတွက်ကြောင့်မို့လို့ဒီဟာက color sorting ပေါ့နော်သူတို့ရဲ့ဒီ color sorting skill ကိုလည်းရရှိစေပါတယ်နောက်ထပ်တစ်ခုဘာကောင်းကျိုးရှိလဲဆိုလို့ရှိရင်ဒီအလုပ်ကလေးကိုလုပ်တဲ့အတွက်ကြောင့်မို့လို့ကလေးကဒီလုပ်ရတာကိုစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတဲ့အခါမှာသူတို့ရဲ့အာရုံစူးစိုက်မှုစွမ်းကလည်းပို့ပြီးတော့မှတိုးတက်လာတယ်ပေါ့နော်ကျမတို့ဒီဘယ် activities တွေကိုပဲလုပ်လို့စပြီးတော့လုပ်တဲ့အခါမှာဆိုလို့ရှိရင်အလွယ်ဆုံးကနေစသွားတယ်ပေါ့နော်ဒီ activity လေးဆိုလို့ရှိရင်ဒီမှာဆိုကျမတို့ပထမအဆုံး transferring စလုပ်ပြီးဆိုလို့ရှိရင်ဒီ pompons လေးတွေနဲ့ကျမတို့ဒီမှာစလုပ်ပြီးရပေါ့နော်ဘာလို့လဲဆိုတော့ဒီ pompons လေးတွေကညှက်ရတာလည်းပေါ်ပါတယ်ပြီးတဲ့အခါကျတော့အရန်လည်းအများကြီးထည့်မထားဘူးပေါ့နော်အရန်လည်းအများကြီးထည့်မထားတဲ့အတွက်ကြောင့်ဒါကသူတို့အတွက်လွယ်ကူတယ်ပေါ့ဒီလွယ်ကူတဲ့လုပ်ကိုသူတို့စလုပ်ပြီးဆိုလို့ရှိရင်ဒီချိန်ဒီမှာသူတို့အာရုံစူးစိုက်မှု10မိနစ်သုံးမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခါမှတော့ကျမတို့ပို့ပြီးတော့မှခက်ခဲတဲ့ဟာပေါ့နော်ပို့ပြီးတော့ခက်ခဲပြီးတော့သူတို့ပို့ပြီးတော့အာရုံစူးစိုက်ရနိုင်တဲ့ activity တစ်ခုကိုပြောင်းပြီးတော့မှလုပ်ပေးပါတယ်ပြီးတော့ဒီညှက်ရတဲ့အခါမှာလည်းပစ္စည်းကပို့ပြီးတော့မှညှက်ရတဲ့အခါမှာလည်းပို့ပြီးတော့ခက်ခဲရမယ်ပြီးတော့နောက်ထပ်လုပ်ရတဲ့ဒီအဆင့်တွေကလည်းပို့ပြီးတော့ခက်ခဲပြီးတဲ့အခါကျတော့ပို့ပြီးတော့အချိန်ကြာသုံးရတဲ့ activity မျိုးကိုလုပ်ပေးပါတယ်ဒီလိုနည်းအားဖြင့် Montessori မှာ attention ကိုတဖြည်းဖြည်းနဲ့အာရုံစူးစိုက်မှုတဖြည်းဖြည်းနဲ့များလာစေအောင်မို့လို့ကျမတို့ဆွဲပြီးတော့ယူပါတယ်နောက်ထပ်ဒီ transferring activity တွေကနောက်ထပ်တစ်ခုပေါ့နော်အဲ့ဒါလေးကကြတော့ကျွန်မဒီရေနဲ့လုပ်တဲ့ဟာလေးပါတကယ်လို့ဒီလေ့ကျင့်ခန်းလေးတွေကိုအိမ်မှာလုပ်ပေးမယ်ဆိုလို့ရှိရင်လည်းဖေဖေမေမေတွေအနေနဲ့အိမ်မှာလုပ်ပေးလို့ရပါတယ်။ကျွန်မအခုသုံးထားတဲ့ဒီ pompons တွေ Legos တုံးတွေမဟုတ်ဘဲနဲ့ကလေးတွေဒီညှက်နိုင်မဲ့အရာပေါ့နော်ဒီ tones နဲ့ညှက်နိုင်မဲ့အရာမှန်သမျှကိုထည့်ပြီးတော့မှလုပ်ပေးလို့ရပါတယ်။အဓိကသတိထားရမယ့်အချက်ကတော့လွယ်တဲ့ဟာဖြစ်ရမယ်ပြီးလို့ရှိရင်ဆက်ဆက်ချင်းမှာသူတို့အများကြီးမပေးရဘူးသူတို့စိတ်ညစ်သွားအောင်မလုပ်ရဘူးပြီးတော့မှပို့ပြီးတော့ခတ်တဲ့ဟာပြီးတော့ပို့ပြီးတော့မှအာရုံစူးစိုက်မှုကြာလာအောင်မလို့ပစ္စည်းပိုများများပေးတာမျိုးပြုလုပ်ပေးတင်ပါတယ်။ဒီ activity လေးကတော့သူကရေကိုပေါ့နော် transferring လုပ်တာပေါ့နော်ကျမတို့ဒီထဲမှာရေလေးထည့်ပေးထားတယ်ပေါ့ကလေးတွေကိုရေလေးထည့်ပေးထားပြီးတဲ့အခါကျတော့ဒီ sponge နဲ့ရေကိုစုပ်အောင်အရင်လုပ်လိုက်တယ်
လုပ်ပြီးတဲ့အခါမှာဒီဟာကိုပြန်ပြီးတဲ့အခါကျတော့ဒီဘက်ကိုပြန်ပြီးညှစ်ထဲတာပေါ့နော်ဒါတွေဟာကျမတို့ဒီလက်တွေ့ဘဝမှာဆိုလို့ရှိရင်ရေဒီမောက်ကြတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးတုတ်ကြမလဲပေါ့နော်တုတ်ပြီးတဲ့အခါကျတော့အမိုက်ရေပုံတစ်ခုကိုပြန်ထည့်တာမျိုးပေါ့နော်ဒီလိုနီးလန်းအဖြစ်နဲ့ဒီကလေးတွေရဲ့လက်ငါးချောင်းအသုံးပြုရတဲ့အတွက်ကြောင့်တို့ရဲ့ 5 motor skills ကိုကောင်းစေတယ်လက်အားကိုတန်စေတယ်ပြီးတဲ့အခါမှာစနစ်တကျတသက်ရဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဒါကိုလည်းတို့သိရှိသွားစေပါတယ်ပြီးတော့ဒီလိုမျိုးလုပ်ရတာတို့အရန်ကိုပျော်ရွှင်နေပေါ့နော် fan learning ဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားရှိပြီးတဲ့အခါကျတော့မှအကြာကြီးလုပ်တဲ့အခါမှာတို့အာရုံစူးစိုက်မှုအချိန်ကပိုပြီးတော့မှများလာစေပါတယ်ဒီကတော့အကုန်လုံးပေါ့နော်ဒီကနေပြီးတော့မှဒီဘက်ကနေပြီးတော့မှညာဘက်ကိုအကုန်လုံးအရင်ကုန်အောင်သွားမယ်ပြီးလို့ရှိရင်ဒီဘက်က empty ဖြစ်သွားပြီဆိုလို့ရှိရင်ဒီဘက်ကရေကိုဒီဘက်ကိုပြန်ထည့်မယ်ပေါ့နော် activity လေးကိုအဲ့လိုမျိုးလုပ်ရမှာဖြစ်ပါတယ်ကျမဒီနေ့ပြသွားခဲ့တဲ့ activities တွေကတော့ဒီကျမတို့ Montessori classroom တွေမှာသင်ပေးတယ်လက်တွေ့လူမှုဘဝမှာလုပ်ကိုင်ဆောင်ရွက်ရတဲ့လုပ်ငန်းလေးတွေကိုသင်ကြားပေးရင်းနဲ့ကလေးတွေရဲ့ဒီ skills တွေကိုတက်အောင်လုပ်ပေးတဲ့ activities လေးတွေပဲဖြစ်ပါတယ်ကျမဒီနေ့ပြပေးသွားတာကတော့ transferring ရဲ့ activity 3ခုပေါ့နော်ဒါလေးတွေကိုလိုက်ကြည့်ပြီးတဲ့အခါမှာကိုယ့်ရဲ့အိမ်မှာလည်းဖေဖေမေမေတို့အနေနဲ့တသမီတွေကိုလေ့ကျင့်ပေးနိုင်ပါတယ်ဒီဟာကငွေကြေးကုန်ကျစရိတ်လည်းအရင်မများပဲနဲ့ကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လုပ်နိုင်တဲ့အလုပ်လေးတွေပဲဖြစ်ပါတယ်ကျမနောက်ရက်ဒီမှာလည်းဒီလိုမျိုးကိုယ့်အိမ်မှာလုပ်နိုင်တဲ့ activities တွေကို page မှာတင်သွားပေးပါမယ်အဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုကြိုက်နေကြတယ်ဆိုလို့ရှိရင် like and follow လေးလုပ်သွားပေးဖို့ share သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် bye bye